စင်ကာပူကနေအလုပ်ထွက်ပြီးအလင်းနဲ့ပြန်ဝင်လို့ရလားဆိုတော့ခဏမိနေကြလို့ဒီဗီဒီယိုထည့်နေပြီးတော့ကျွန်တော်ပြပြပေးပါမယ်။ပြန်ဝင်လို့ရပါတယ်။ဒါပေမဲ့အရေးမကြီးဘူးဆိုရင်တတ်နိုင်တယ်ဗျပြန်ဝင်ပါနဲ့။အဝင်မခံရမင်းနဲ့မြန်မာပြည်ပြန်ဖို့ခံရတာမျိုးဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အလုပ်ထွက်ထားတာမှမကြသေးဘူး။ပြန်ဝင်လာတယ်ဆိုရင်အလင်းနဲ့လာပြီးအလုပ်ရှာတယ်လို့ယူဆနိုင်ရပြောတဲ့ကြောင့်မို့အဝင်မခံရအမျိုးဖြစ်နိုင်ပါတယ်။ပထမတစ်ချိန်ဝင်တော့ဒါအော်တိုဂိတ်နဲ့သွားတာမလို့ဒါဂိတ်ကပွင့်သွားတယ်ဆိုရင်နောက်အချိန်ကြီးကြာရင်ဝင်လို့မရဘဲနဲ့အခန်းထဲကိုခေါ်ပြီးတော့စစ်ဆေးခံမှာပါအဲ့လိုမျိုးစစ်ဆေးခံရတဲ့သူတွေအများကြီးရှိပါတယ်သူတို့ပဲစစ်ဆေးတဲ့အခါမှာကိုယ့်ရဲ့ဖုန်းထဲကနေပြည့်တာမကိုယ့်ရဲ့ပါစပ်ကနေပြီးတော့အလုံးနဲ့ပတ်သက်ပြီးတဲလုံစားတစ်ခုရှာမိတယ်ဆိုရင်အဝင်မခံတော့ဘဲနဲ့မြန်မာပြည်ပြန်ပို့မှာပါ officer ကနေပြီးတော့ဘောကောင်းလို့ဝင်ခွင့်ပြလိုက်တယ်ဆိုရင်နောက်ချိန်ကြီးကြာရင်ဝင်လို့မရတော့ဆိုတော့လည်းထပ်ပြီးတော့တတိပိခံရပါလိမ့်မယ်အဲ့တော့အလုံးထွက်ပြီးနောက်ဆင်းဖို့ပြန်ဝင်မယ်ဆိုရင်ချက်ချင်းမဝင်ပါနဲ့ခဏစောက်ပါတလားနှစ်လားလောက်စောက်ပြီးမှပြန်ဝင်ပါဒီအရေးကြီးလို့ပြန်ဝင်ရမယ်ဆိုရင်တော့ပထမတစ်ခါတော့ဝင်လို့ရပါလိမ့်မယ်ဒါပေမဲ့ဒီအချိန်ကနောက်ဆုံးပဲဆိုတော့တိထားစီချိန်ပါတယ်နောက်ချိန်ကြီးကြာရင်ဝင်လို့ရတော့မယ်ဆိုတာမသိချပါဘူးပထမချိန်ဝင်ပြီးသွားရင်လည်းနောက်အခါတွေကြာရင်ခဏပြန်ပြီးတော့ဝင်ပါနဲ့ဥပမာရက်30ပြီးသွားလို့ extension ထပ်တိုးပြီးတော့နေတာ GB ပြုတ်သွားပြီးတော့ stage ရှောက်ပြီးမှပြောင်းရတာမျိုးတွေလည်းမလုပ်ပါနဲ့ပြီးတော့တစ်ခါဝင်တဲ့အခါကျရင်လည်းသူခုပြပြီးထားတဲ့ရက်30ပြည့်မနေဖို့အတွက်မှချင်ပါတယ်နောက်ဆုံးချက်ကတော့အလဲဖြစ်ကြောင်တက်တည်ပြဖို့အတွက်document တွေတေချာလေးပြင်ထားပါလို့မှချင်ပါတယ်ဒါပေမဲ့အပြည့်စုံပြင်ထားရဲဆိုပေမဲ့လည်းဝင်ခွင့်ပေးတာ immigration officer နဲ့မဆိုင်ပြောရကြောင်းမို့ဝင်လို့ရမရဆိုတာတိကျတော့ပြောလို့မရပါဘူးဒါပေမဲ့ခုနမေးခွန်းနဲ့မေးပေါ့နော်အလုပ်ထွက်ပြီးနောက်စင်ကာပူပြန်ဝင်လို့ရလားဆိုရင်တော့ဝင်လို့ရပါတယ်ဗီဇာမလိုဘဲနဲ့လာမယ်ဆိုရက်30နေလို့ရတယ်ဒါပေမဲ့အလုပ်ထွက်ပြီးတဲ့နောက်မှာဆိုရင်တော့ခဏပြန်ဝင်ပါတယ်